တခါတလေဘယ်သွားလို့မဖြစ်ဘူးလို့သိနေပြီမဲ့နေရာတစ်ခုစီကိုဆွဲဆောင်ခံရတာမျိုးမိတ်ဆွေတို့ကြုံဘူးပါသလား Game Center တွေရဲ့စိတ်လှုပ်ရှားစရာကစားနည်းတွေကိုနှစ်သက်တဲ့သူတွေအတွက်တော့အဲ့ဒီနေရာတွေမှာထူးခြားတဲ့ဆွဲဆောင်မှုတစ်ခုရှိနေတတ်ပါတယ်ဒီလိုဆွဲဆောင်မှုမျိုးနဲ့ကြုံခဲ့ရတဲ့အမျိုးသားတဦးအကြောင်းပြောပြချင်ပါတယ်အသက်30ခန့်ရှိတဲ့အမျိုးသားတဦးဟာသူ့အသက်20အရွယ်ကလေးက Game Center တစ်ခုကမြင်းပြိုင်ပွဲမဲတဲ့ဂိမ်းကိုအရန်ဆွဲလန်းခဲ့ပါတယ်ဒီဂိမ်းကမျက်နှာပြင်ပေါ်ကမြင်းတွေမဟုတ်ဘဲမြင်းအယုတ်လေးတွေတကယ်ပြေးနေတာကိုလောင်းကစားရတာဖြစ်ပါတယ်။သူဟာအဲ့ဒီဂိမ်းအတွက်ရန်1000ဘိုးမဲတဲ့တွေကိုတခါတလေထည့်ကစားခဲ့ပါတယ်။အလုတ်ပြီးတာနဲ့ညဘက်တွေမှာပါအမြဲလိုသွားကစားလေးရှိတာကြောင့်သူဟာမမျှော်လင့်တဲ့အမြင်အယောင်အချို့ကိုစတင်တွေ့ကြုံခဲ့ရပါတယ်။ညနက်တဲ့တရက်မှာဂိမ်းစင်တာထဲမှာသူနဲ့တခြားလူ2ယောက်ပဲရှိခဲ့ပါတယ်။မကြခင်မှာပဲတခြားလူတွေပြန်သွားကြပြီးသူတယောက်တည်းကြံခဲ့ပါတယ်အဲ့ဒီအချိန်မှာသူနဲ့နှစ်ခုံကျော်မှာလူတစ်ယောက်ထိုင်နေတာကိုသူသတိထားမိခဲ့ပါတယ်။အဲ့ဒီလူကမကစားပဲဂိမ်းခုံကိုပဲစိုက်ကြည့်နေခဲ့တာပါ။သူဟာအဲ့ဒီလူကိုဆက်ဆုမိပြီးသူ့ရဲ့ပုံမှန်သဏ္ဍာန်ကိုမှတ်မိဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါအဲ့ဒီလူရဲ့မျက်နှာကိုလုံးဝပြန်မမှတ်မိခဲ့ပါဘူး။နောက်တစ်ခါ Game Center ကိုသွားတော့အဲ့ဒီလူကိုသူထပ်တွေ့ခဲ့ပြီးမျက်နှာကိုမှတ်မိအောင်ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အိမ်ပြန်ရောက်တော့လေဘလူးမှပြန်မမှတ်မိခဲ့တာကြောင့်သူထူးဆန်းလာခဲ့ပါတယ်။နောက်တစ်ချိန်ဂိမ်းစင်တာကိုသွားချိန်မှာအဲ့ဒီလူထိုင်နေတာကိုသူထပ်တွေ့ခဲ့ပါတယ်။သူအိမ်သာသွားပြီးပြန်လာတဲ့အခါအဲ့ဒီလူကပျောက်ကွယ်သွားခဲ့ပါတယ်။သူအဲ့ဒီလူထိုင်တဲ့ခုံမှာဝင်ထိုင်ပြီးအဲ့ဒီလူဘာတွေကိုအမြဲကြည့်နေတာလဲလို့စဉ်းစားခဲ့ပါတယ်။သူခုံပေါ်ထိုင်လိုက်တဲ့အချိန်မှာပဲလေဘင်းကိုကြိုးတစ်ခုနဲ့ပတ်ပြီးလာညှစ်တယ်လို့ခန်းစားလိုက်ရပါတယ်။သူဘာမှအတန်မထွက်နိုင်တော့ပဲလက်တွေခြေတွေတုံရင်လာခဲ့ပါတယ်။နောက်ဆုံးတော့သူအဲ့ဒီထိုင်ကုန်ကနေပြုတ်ကျသွားခဲ့ပြီးအဲ့ဒီခန်းစားချက်တွေပျောက်ကွယ်သွားခဲ့ပါတယ်။အခုကျွန်တော်တို့ပချီစလော့ကစားနည်းနဲ့ပတ်သက်တဲ့ဇာတ်လမ်းကိုပြောပြချင်ပါတယ်။ကျွမ်းကျင်တဲ့ပချီစလော့ကစားသမားတစ်ယောက်ဟာမိုက်ဂျက်ကလာလို့ခေါ်တဲ့စက်တလုံးမှာကစားနေခဲ့ပါတယ်။ဒီဆက်မှာအလယ်မှာမှန်ပြတင်းပေါက်လေးတစ်ခုပါရှိပြီးအနိုင်ရတဲ့အခါမျက်နှာပြောင်အယုတ်ပုံလေးပေါ်လာလိရှိပါတယ်။ကျွမ်းကျင်တဲ့ကစားသမားတွေတောင်မှမမျှော်လင့်ထားတဲ့အဖြစ်အပျက်တွေနဲ့ကြုံတွေ့ရနိုင်ပါတယ်။သူ့တငယ်ချင်းကမယ်ဒယ်ထက်လီဗာကိုရိုက်လိုက်ပြီးတဲ့အခါမှန်ပြတင်းပေါက်လေးလင်းလာတာကိုတွေ့လိုက်ရပါတယ်။သူဟာကနန်းခုနှလုံးကိုညီအောင်လုပ်ဖို့ကြိုးစားခဲ့ပေမဲ့အလင်းပေါ်နေတာတော့မညီခဲ့ပါဘူး။အလင်းပေါ်ရင်အမြင်ညီရမှာဖြစ်တဲ့အတွက်ဒါဟာမဖြစ်နိုင်ဘူးလို့သူထင်ခဲ့ပါတယ်။သူတီးချကြည့်လိုက်တော့အလင်းရဲ့အယောင်နဲ့ပုံစံကပုံမှန်ကြတဲ့မျက်နှာပြောင်အယုံနဲ့မတူတာကိုသတိထားမိခဲ့ပါတယ်။ဒါဟာ game စရဲ့မီးမဟုတ်ဘဲတခြားအရာတစ်ခုရဲ့အလင်းပြန်မှုဖြစ်တယ်ဆိုတာကိုသူသိလိုက်ရပါတယ်။ သူနောက်လက်ကြည့်လိုက်တဲ့အခါအယောင်ဖြော့ဖြော့အပြာရောင်အမျိုးသားတူဦးကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအမျိုးသားရဲ့လေဘင်းအောင်ပိုင်းကမရှိတော့ပဲခေါင်းပဲကြံရှိနေပြီးနောက်ကဆက်ခုံပေါ်မှာတင်ထားခဲ့ပါတယ်။အဲ့ဒီကောင်ကသူ့ကိုစိုက်ကြည့်နေကြတာပါ။ဒါကိုသူမသိချင်အောင်ဆောင်ပြီးဆက်ကစားနေခဲ့ပါတယ်။ သူပြန်လက်ကြည့်လိုက်တဲ့အခါအဖျားရောင်အလင်းပြန်မှုကပျောက်ကွယ်သွားခဲ့ပါတယ်။ဒါနဲ့သူဝိညာဉ်ကထွက်သွားပြီလို့ထင်ခဲ့ပါတယ်။သူအတီးပြူဖို့နောက်လှည့်ကြည့်လိုက်ပေမဲ့ဘယ်သူမှမရှိခဲ့ပါဘူး။သူစစ်စီပြန်လှည့်လိုက်တဲ့အခါအဲ့ဒီမျိုးသားရဲ့မျက်နှာကသူ့ရှေ့တက်တယ်မှာရောက်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီဝိညာဉ်ကသူ့ကိုဘေးကနေဖွေဖတ်ထားသလိုမျိုးနီးကပ်လာခဲ့တာကြောင့်မှန်ပြတင်းပေါက်ထဲမှာအလင်းပြန်မှုကပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။သူ့တငယ်ချင်းကအဲ့ဒီဝိညာဉ်ဟာပတ်ချီစလော့ကိုနှစ်သက်ခဲ့တဲ့ပုံမှန်ဖောက်တဲ့ဟောင်းတူထိနိုင်တယ်လို့ယုံကြည်ခဲ့ပါတယ်။သူမကစားနိုင်တော့တဲ့အတွက်ခြားသူတွေကစားနေတာကိုလာကြည့်တာဖြစ်နိုင်ပါတယ်။ဒီဇလန်တွေကဘယ်နေရာမှာမဆိုကြောက်စရာကောင်းတဲ့အရာတွေပုံကွယ်နေနိုင်တယ်ဆိုတာကိုပြသနေပါတယ်။ဒီလိုမျိုးထူခြားတဲ့ဖြစ်ရပ်တွေအကြောင်းကိုထပ်မံနားဆင်ကြတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့နောက်ထပ်ဗီဒီယိုတွေကိုစောင့်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်။